တန်လာယူပြောပြတယ်ညီတော်တော်ကြီးတဲ့ဟိုးတို့ရွာဘက်ကပုတ်ပါတော်ကြီးခမောက်ဆောင်ရင်တို့ရွာမှာမိုးမရွာဘူးကွာဘာဘာညနေ9:15ဆိုလို့ရှိရင်ညီတော်တော်ကြီးတဲ့ဟိုးအနောက်ရိုးမကိုမြင်နိုင်နေတဲ့ခါကြိုက်ကြပြားလေးတွေစူပြတယ်လွန်မသိမှနေတာမီတော်ကံချင်းမဆာရေးဆာရဲ့နဲ့ဖြန်လေးကတတုံတုံတဲ့တစ်ဖက်ဆွဲဖြက်ခါအလင်းဝရချင်းကယောရဝင်းကြီးမှာမိမပူအောင်တော့စီကချရတဲ့အဖြူဆောင်6ခေါက်ထဲချံလို့လားလွားနလို့လွားချောဘာမလုံးမလုံးရွှေခွင်ဘေကရှောစိတ်ကိုနာမထောပါလို့တောင်ရိုးမပါရာတူလို့ကွင်မျိုးမင်းမျိုးအားဆဲချိန်မို့အမိုးခေါ်ဖို့စောကဲလို့ရဲ့တဲ့ဖြစ်တဲ့စခန်းကြီးရလက်ခုပ်ဒီလိုကြပြားလေးစူပြတယ်ပပတနေ့ကျွန်တော်တို့ကသမင်းစားရတာတုံးလွင်းတင်လူးဆန်ပြောင်းဆန်ပဲစားရတယ်ဒါကြောင့်ကျွန်တော်ကချမ်းသာခြင်းတော့ကျွန်တော်စာအုပ်တွေကိုဖတ်ခဲ့တယ်ဘဘရဲ့ပုံမြင်တဏ္ဍာကြီးကိုကြည့်ပြခဲ့တယ်တနေ့တော့ဘဘရေကောက်ရင်လေဝါးပင်လေးဘေးနားမှာရေကောက်ပြီးတော့ဝါးပင်လေးကိုပဲရေလောင်းတယ်မျက်နှာသိရင်လေဝါးပင်လေးရဲ့အောက်မှာပဲမျက်နှာဖြစ်တယ်တနေ့ကျတော့အဲ့ဒီဝါးပင်လေးရဲ့အကိုင်းခက်လေးကညစ်ပေါက်ကလေးကကြီးထွားလာတော့ဘဘရေဘဘဟင်းမြင်းတော့ဘာလဲကွာဒီမှာဘဘဝါးပင်ကညစ်ပေါက်ကလေးတွေကြီးထွားလာကြီးမြင်းချိုးပြီးချက်စားကျင်လိုက်တာတဲ့ဘဘကိုပြောတယ်မြင်းတော့ကဘဘတဲရဲကနေထွက်ပြီးတော့မြင်းတော့ကြီးမြင်းတော့ကြီးတဲ့အဲ့ဒီဝါးပင်ကညစ်ပေါက်ကလေးကိုမြင်းနဲ့ဘဘချိုးမစားပါနဲ့ကွာချက်မစားပါနဲ့ကွာလို့ပြောတော့ကျွန်တော်ကဗာပြန်ပြောလဲဆိုတော့အိုးဘဘရဲ့မြင်းနားမလဲပါဘူးလို့ပြောတော့ဘဘကမြင်းစောကြီးတနေ့နားလဲမှာပေါ့ကွာတဲ့နှစ်ကာလကြီးကြာညောင်းလာတော့ကျွန်တော်နဲ့ဘဘမစားလိုက်ရတဲ့ဝါးပင်ကြီးဟာစာတိခုံနဲ့လုံးရတယ်တင်းအောင်နဲ့လုံးရတယ်ပြည်အောင်နဲ့လုံးရတယ်နိုင်ငံတော်တာလနာလန်လေထောင်လို့ရတယ်စတိုက်စင်လေလိုက်လို့ရတယ်မန္တလေးမြို့ကမြန်မာနိုင်ငံကနိုင်ငံလန်ကိုထောင်ချင်တော့ဒီဝါးပင်နဲ့ထောင်လို့ရတယ်ဆိုတာမြင်းတနေ့တိခါတမ်းပါတယ်